တော်ပဲမီတာကလာပေးတာမီတာစားလာပေးတာငါပြီးတော့လေနေ့ကငါပြောအောင်မယ်ရှေ့လာတော့အင်္ဂလာစာ9000တိုးမယ်ပြောထားတာလေဟုတ်တယ်မအဲ့ဒါအခုညီတို့အတွက်ဆိုပြီးတော့ငါဆူလာရေးလည်းတက်ပေးထားတယ်အဲ့လိုဆိုတဲ့အခါကျတော့အိမ်လာစာတော့9000နဲ့တော့ရမှာမဟုတ်တော့ဘူးတသိန်းတော့ညီတို့တိုးပေးမှရမယ်တသိန်းအောင်တိုးမှာပါအဲ့အေးဟုတ်တယ်အဲ့တော့အဲ့ဒါနင်းပြောသမီးနဲ့တော့တိုင်ပြန်လိုက်အောင်လေတကယ်လို့ငှားပြလားမငှားပြလားလဲငါ့ကိုပြန်ပြောပေါ့ဟုတ်ကဲ့မချင်းကြီးကထင်တာထပ်ပူဆိုးမိမကြီးဘာဖြစ်လာပြန်မလဲယောက်ျားရဲ့ကိုရိုအင်လာကတက်မစွမ်း9000သိရမလားအခုအဲ့ဒါ9000မဟုတ်တော့တသိန်းဖြစ်သွားပြီတဲ့ဒီတိုင်းမှဆက်နေလို့တော့မရတော့ဘူးအင်လာကပေးရတယ်ဘာမှကြံမှာမဟုတ်တော့ဘူးကိုခုလို့လုံးမရတော့မယ်အော်ပြောင်းမယ်ဒီမှာတော့ပုံကအင်အယောင်ပြပေါ်လေးရှိရဲ့တိန်း950ကနေစမယ်ပြောတယ်ဘန်ချီလေးလည်းရမယ်ဆိုတော့ငါတို့ဘတ်ဂျက်လေးနဲ့အဆင်ပြေတယ်ငါတို့မှရှိရဲ့လက်ဝက်လက်စားလေးနဲ့စုထားတဲ့ပတ်စံလေးပါတော့အခန်းလေးတစ်ခန်းတော့ရမယ်ထင်တယ်တော့ငါဖြတ်ပဲစိုးလို့မစိုးပဲကိုတော့ကြည့်ကြမလားတော့ကြည့်မယ်နိအဲ့တော့အောင်လေဟုတ်ဝင်လာပါခင်ဗျအခုမင်္ဂလာပါဒီညီမလေးတွေကအခုလာမယ့်မတ်လ28 29မှာညီမတို့ client estate နဲ့ကျင်းပပြုလုပ်မယ်ဒေါကုန်တိုက်ခန်းရောင်းပြပွဲလေးတွေကိုစိတ်ဝင်စားလို့ခေါ်လာပေးတာပါကျမတို့တကယ်ပဲအင်္ဂါပေါ်ကနေလွတ်ချင်လို့ပါကိုဈေးတက်နေနဲ့ဘာခန့်လေးရနိုင်မလဲသိချင်ပါတယ်ကျွန်တော်တို့ Iron Construction ကကိုအပြည့်စုံပါကျွန်တော်တို့ Iron Construction ကတော့တန်တန်းအနေနဲ့တော့35နှစ်ရှိပါပြီကိုကျွန်တော်တို့အခုတိုက်ခန်းအယောင်းပြပွဲမှာကျွန်တော်တို့ affordable market အနေနဲ့ကျွန်တော်မျိုးလေကောင်နဲ့အနည်းဆုံးဖြစ်တဲ့မျိုးနယ်နှစ်ခုကိုတော့ထားထားပါတယ်ပထမမျိုးနယ်ကတော့ကျွန်တော်တာဂီတာမျိုးနယ်ဖြစ်ပြီးတော့ဒုတိယမျိုးနယ်ကတော့ဒေါပုံမျိုးနယ်ပေါ့နော်ကျွန်တော်ဒီမျိုးနယ်တွေမှာဆိုရင်ကျွန်တော်တို့ကတော့ပြီးပြီးသားတိုက်ခန်းလေးတွေရှိမယ်ပြီးတော့ရင်ကျွန်တော်တို့ကြိုးပိုက်ဆောင်နေတဲ့တိုက်ခန်းလေးတွေရှိပါမယ်ခင်ဗျအဲ့တော့ကျွန်တော် project အကြောင်းလေးချက်ပြောပြပေးပါမယ်နော်ပထမဆုံးနဲ့ကျွန်တော်ပြောပြခြင်းတဲ့ project ကတော့ကျွန်တော်တို့မင်းနဲ့နာလမ်းမိုင်မှာရှိတဲ့ကျွန်တော် capital hyper market နဲ့ဒီရွှေပြည်တော် cafe နားမှာရှိတဲ့ကျွန်တော်တို့ project ကြောင်းလေးပဲဖြစ်ပါတယ်အဲ့ project ဆိုရင်တော့ကျွန်တော်တို့လက်ရှိမှာတော့ ready to move လုပ်နိုင်တဲ့အနေအထားဖြစ်ပြီးတော့ဗောနော်တခါတည်းဝယ်ပြီးတခါတည်းတက်နေနိုင်တဲ့ project လေးဖြစ်ပါတယ်ဗျအဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့ကတော့ BCC ရော meter ရောပြီးပြီးသားဖြစ်ပြီးတော့ဈေးနှုန်းကတော့ကျွန်တော်တို့1050လောက်ကနေစပါမယ်ဗျနောက်တစ် project တစ်ခုအကြောင်းကြတော့ကျွန်တော်ဒေါဘုံမြို့နယ်ရဲ့အလဲမှာရှိတဲ့ Fortune Plaza အနီးနားမှာရှိတဲ့ project လေးဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်လည်းကျွန်တော်တို့က BCC meter ကျပြီးသားတိုက်လေးလည်းရှိပါတယ်ဗျဈေးနှုန်းကတော့1000ဝန်းကျင်အားပဲစပြီးတော့မှကျွန်တော်အစားအစာရှိပါတယ်အလွာဆုံးလေးတော့ရပါမယ်ဗျပေကျန်နေကတော့ကျွန်တော်23ပေ48ပေကိုကျွန်တော်ရင်ဝဲဆောက်ထားတဲ့တိုက်လေးဖြစ်ပါတယ်ဗျနောက် project တစ်ခုအနေနဲ့ပြောပြချင်တာကတော့ကျွန်တော် RM 940ဆိုတဲ့ project လေးပါเนาะအဲ့ဒါလေးကကြတော့ကျွန်တော်တို့လက်ရှိဂျိုဘိုက်တိဆောက်နေပြီးတော့40ရာခိုင်နှုန်းလောက်တော့ပြီးပြီးသားတိုက်လေးဖြစ်ပါတယ်အဲ့ဒီကောင်လေးလည်းကျွန်တော်တို့အခုလက်ရှိမှာတော့4လွှာဆက်လက်လောင်းပြီးသားအခြေအနေလေးဖြစ်ပါတယ်ဗျကျွန်တော်တို့နောက်မျိုးနယ်တစ်ခုဖြစ်တဲ့တာဂီတာမျိုးနယ်ဘက်အချမ်းကတော့ကျွန်တော်တို့တလာဝရီတလန်10တောင်ရက်ွက်ဘက်တိုက်လေးဖြစ်ပါတယ်ဗျအဲ့ဒီကောင်ကတော့ကျွန်တော်လက်ရှိမှာတော့ foundation လုပ်နေတဲ့ကာလဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့ကအခန်းကတော့ပေကျခန်းလေးဖြစ်မယ်အဲ့ဒီမှာဆိုရင်လည်းကျွန်တော်တို့ဂျိုပိုက်လေးနဲ့ကျွန်တော်အရေးချ payment plan လေးနဲ့စီစဉ်ပေးထားပါတယ်ဗျနောက်ထပ် project တစ်ခုကတော့ကျွန်တော်တို့တာဂီတာမြို့နယ်10တောင်ရက်ကွက်မှာရှိတဲ့တလာဝရီ3လမ်းရှိတဲ့ project လေးဖြစ်ပါတယ်ဗျာသူကတော့မြေအကျယ်ပေ30ပေ60ပုံမှာတိဆောက်ထားပြီးတော့အခန်းအကျယ်အနေနဲ့ကျွန်တော်73ပေ54ပေရှိပါတယ်ဗျာအဲ့ဒီကောင်လေးဆိုရင်လည်းကျွန်တော်တို့ဒီဈေးနှုန်းလေးတသက်လေးနဲ့လုပ်ပေးထားပြီးတော့မှကျွန်တော်တို့ down payment 30% နဲ့အတိုးမဲ့အရေးချ payment plan လေးလည်းစီစဉ်ပေးထားပါတယ်ဗျာနောက်ထပ် project အနေနဲ့ကျွန်တော်တို့ RM 996ဆိုတာကျွန်တော်တို့တာဂီတာမင်းနဲ့နာလမ်းမကြီးမှာရှိတဲ့ capital နားမှာအနည်းဆုံးမှာတည်ရှိပြီးတော့ကျွန်တော်တို့တာဂီတာမှာ14လမ်းမှာတရှိရဲ့ project လေးဖြစ်ပါတယ်ဗျ။အဲ့ဒီကောင်ကတော့ကျွန်တော်လက်ရှိပြည်စည်းမှုအနေထားဆိုရင်တော့ကျွန်တော်တို့90ရာခိုင်နှုန်းဝန်းကျင်ပြီးပြီးတော့ကျွန်တော်တို့အခန်းလေးတွေကိုအရေးချ payment plan လေးနဲ့စီစဉ်ပေးထားပါတယ်ဟုတ်။ဒါနဲ့လေကိုကျွန်တော်ကအရှိစုမဲ့စုလေးထူခွဲရောင်းချပြီးဝယ်မှာဆိုတော့ကိုကကျွန်တော်တို့ payment လေးတွေကိုညှိနှိုင်းပေးလို့ရတယ်မလား။တည့်ရတိုင်းပဲကိုကအိမ်ဝယ်ဖို့စုရင်နဲ့အိမ်စင်းလုံးတွေကလိုက်မှီတော့ကိုဖြစ်နေတာ။အမားတို့မှာ payment 2မျိုးရှိတယ်ပေါ့နော် cash down နဲ့ budget ဆိုပြီးရှိတယ်ညီမလေးတို့က budget လေးနဲ့ဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းအမတို့က budget service ကိုအစားဆုံးလုပ်ပြီးရတဲ့ညီမလေးတို့ပို့ဆင်ပြေတာပေါ့နော်budget လေးနဲ့ကြတော့ညီမလေးတို့ကအင်္ဂါကအပြင်မှာပေးနေရမယ့်တူတူ budget ကလည်းအင်္ဂါကတသားပဲသွင်းရတဲ့အတွက်ညီမလေးတို့အတွက်ကဒီ budget လေးကတော့ပို့အဆင်ပြေရလို့အမတို့ထင်တာပေါ့နော်ပြီးတော့နှစ်တကူထူ promotion လေးတွေပေးထားရင်တော့ပထမဆုံးဝယ်ယူသူတို့အတွက်က iPhone 17 Pro Max လက်ဆောင်ဒုတိယဝယ်ယူသူ2ဦးအတွက်က
ကျန်းကင်းတဲ့ကြွေပြားယူမလားဒါမှမဟုတ်ငါးမူသားရွှေလက်စွပ်နှစ်ကွင်းဒါမှမဟုတ် smart battery လက်ဆောင်ဆိုရွေးချယ်လို့ရသေးတယ်တတိယဝယ်ယူသူ၃ဦးအတွက်ကတော့ရှင်းနောက်တန်ပန်းဒါမှမဟုတ်မိဖို့ကြောင့်နဲ့ runner ကြွေပြားကင်းဆိုပြီးတော့လက်ဆောင်ပေးထားပါတယ်အိမ်ဝယ်ရင်တခါတည်းအိမ်အတွက်လွယ်တာတွေလက်ဆောင်ထည့်ပြီးတော့ဝယ်သူတွေနဲ့ထက်ထက်ကြမျိုးတော့ဘူးပေါ့ ဟာဒါဆိုမစိုးဘူးပဲကျွန်တော်ဘက်ကအခန်းတော်ဖွဲ့စရာမလိုတော့ဘူးပေါ့တင်ပြေပြီးကိုတကယ်ကိုပြည့်စုံပါတယ်ကျွန်တော်တက်နိုင်တဲ့အမောင်းနဲ့လည်းကြိုက်တယ်ဆိုတော့လေဆိုတော့ဒါဆိုရင်ကျွန်တော်အခန်းလေးတွေလိုက်ပြီးလိုက်တော့မယ်တကယ်ကြိုက်တဲ့အခန်းတွေ့ပြီဆိုတာနဲ့ကျွန်တော်ဒေါင်းမင်းကတစ်ခါလေးချခဲ့လိုက်တော့မယ်ကျေးဇူးတော်ကိုအခုကြည့်နေတဲ့မိတ်ဆွေအနေနဲ့လေကျွန်တော်တို့လိုကိုပိုင်အင်းလေးပိုင်ဆိုင်မှုအတွက်အိမ်မက်ကနောက်မကြသေးပါဘူး လာမယ် match လာ28ရက်နဲ့29ရက်မှာ Brand Estate နဲ့ Rand Myanmar Construction မှာကျင်းပဆောင်ရွက်မယ်တာကီတာနဲ့ဒေါ်ဘုံဝင်အင်ချက်မြေအယောင်ပြပွဲလေးရှိပါရဲ့ရှင် ဒီရောင်းပြပွဲလေးမှာဆိုလို့ရှိရင် ready to move ရင်လုပ်လို့ရတယ် 100% completely ဖြစ်ထားတဲ့တိုက်ခန်းတွေအပြင်ကျိုးဝိုင်းစနစ်နဲ့ဝယ်ယူလို့ရမယ်တိုက်ခန်းတွေလည်းပါဝင်ပါသေးတယ်ဆိုတော့ဒီရောင်းပြပွဲလေးမှာအားလုံးပဲဆုံကြမယ်နော်